Hello ဒေါက်တာဝင်းပါညဘက်မှာအိမ်နေရင်ထထငိုတဲ့ကလေးလေးတွေရှိကြမယ်ထင်တယ်နော်ခါလေးကြရင်လေသူတို့ကလေမျက်လုံးမိတ်နေနေထအောင်ငိုတယ်ပြီးတော့ပြန်အိတ်သွားတယ်ပေါ့နော်တချို့ကြတော့လည်းထအောင်ငိုတယ်လူကြီးလာချီမပြန်သိမ်းမပြန်အိတ်တာလည်းရှိတယ်ပေါ့နော်အဲဒီလိုဖြစ်တဲ့အကြောင်းအရာတွေကလေပုံမှန်ဖြစ်တာတွေလည်းရှိရပေါ့နော်ပုံမှန်ဆိုတာကလေသူတို့အိတ်တဲ့ချိန်မှာဆိုရင်stage တွေရှိရပေါ့နော် REM stage လို့ခေါ်တဲ့ rapid eye movement stage မှာဆိုရင်တချို့ကလှုပ်လှုပ်ရှားရှားတွေဖြစ်ကြတာရှိတယ်ဒါပေမဲ့သူတို့မသိဘူးပေါ့နော်ကျမတို့လူကြီးတွေလည်းဖြစ်တယ်လေအဲ့ရင်လည်းဟိုဘက်ပြောင်းလိုက်တယ်ဒီဘက်ပြောင်းလိုက်တယ်ဆိုတော့ကျမတို့ကမသိဘူးဘေးကရှိတဲ့လူကတော့သိရပေါ့နော်အဲ့လိုပဲကလေးတွေမှလည်းအဲ့လိုဖြစ်ကြရတယ်ပြီးတော့အိမ်မက်မက်တာလည်းအဲ့ REM stage မှာဖြစ်တယ်လို့ယူဆကြရပေါ့နော်အဲ့ကြောင့်အဲ့ချိန်မှာဆိုရင်ကလေးတွေအော်ငိုတာရှိနိုင်တယ်ပေါ့နော်ပြီးရင်သူပြန်တိတ်ပြီးတော့ပြန်အိတ်သွားတာရှိတယ်နောက်တစ်ခုကကျတော့ sleep cycle တစ်ခုကနေတစ်ခုပြောင်းတာပေါ့နော်ပြောင်းတဲ့အချိန်မှာဆိုထအော်ငိုတာရှိရပေါ့နော်တချို့ကလေးကြကိုဘေးနာအတန်လေးပြလိုက်ဖြစ်ပုတ်ပေးလိုက်ဖြစ်ပြန်အိတ်ပြော်သွားတာရှိရပေါ့နော်ဒီလိုအချိန်ဒီမှာဆိုကိုကချက်ချင်းတန်းချီတာမျိုးမဟုတ်ဘဲနဲ့ခဏပုတ်ကြည့်ကြည့်ပေါ့နော်စောက်ကြည့်ကြည့်လိုက်ပြီးမှမရမှချီတာမျိုးလုပ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့နေပတ်မှာလေရမ်းပင်ပန်းတယ်ပေါ့နော်အိတ်ခါနီအချိန်မှာအဲ့နိုးတဲ့အချိန်ကအရမ်းကြာသွားတာပေါ့နော်6လအောက်ကလေးမှာဆိုရင်နိုးတဲ့အချိန်ကအရမ်းကြာသွားပြီဆိုရင်တို့မနေနိုင်ပေါ့နော်ပင်ပန်းပြီးတော့တို့ stress hormone တွေကပေါ့တို့အိတ်ဖို့ခက်ခဲစေရပေါ့နော်အဲကြောင့်မအိတ်နေရင်ထငိုတာဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့သွားပေါက်ချင်တဲ့ကလေးတွေပေါ့နော်သွားပေါက်ချင်တဲ့ကလေးတွေမှာဆိုရင်တို့ဒီသဖုံးတွေကရောင်တဲ့အတွက်နေရခက်တယ်ပေါ့နော်အဲကြရင်ထအောင်ကိုနိုးတာရှိနိုင်တယ်နောက်ထပ်ပေါ့နော်ပုံမှန်မှုတဲ့အကြောင်းအရာတွေကဘာကြောင့်ဖြစ်နိုင်သေးလဲဆိုတော့ကလေးနေမကောင်းလို့လားပေါ့နော်နေမကောင်းရင်လည်းသူထအောင်ကိုတာရှိမှာပဲဘိုက်ထဲကတခုခုမအီမတာဖြစ်လို့လားဘိုက်ထဲမှာလေပွားတာလို့လေထိုးတာလို့များဖြစ်လို့လားပေါ့ဘိုက်စာတာများလားပေါ့နော်နိုးဘကောင်းမဝတာအစာကောင်းမဝင်တာဆိုလည်းဘိုက်စာရဲ့ပုံကိုတာတွေဖြစ်နိုင်တယ်ပေါ့နော်အခုကကြတော့ရာသီဥတုများအရန်အေးနေလားအခန်းကအရန်များအေးနေလားဒါမှမဟုတ်ရှူးတွေများဆိုးနေလားပေါ့နော်ဒီလိုအကြားရတွေများဖြစ်နိုင်ပါတယ်အဲကြောင့်မလို့ဒီလိုအကြောင်းအရာတွေဖြစ်မယ်ဆိုရင်တော့ကိုကချက်ချင်း action ရမှာပေါ့နော်ကလေးတို့တစ်ခုခုလုပ်ပေးရမယ်ခုနပထမကပြောတဲ့ rapid eye movement ပေါ့နော် IES stage မှာခဏအော်ငိုတာတွေရှိနိုင်တယ်ဒါမှမဟုတ် sleep cycle တစ်ခုနဲ့တစ်ခုပြောင်းတော့အော်ငိုတာရှိနိုင်တယ်ဒါတွေကကြတော့ကိုခဏစောင့်ကြည့်လို့ရတယ်မရမှသာကိုချီပြီးတော့တိတ်ပေါ့နော်နောက်ဆုံးတစ်ခုဖြစ်နိုင်သေးတာကြတော့8လကျော်အရွယ်မှာဆို separation anxiety ကြောင့်ဖြစ်နိုင်တယ်ပေါ့နော်အဲ့ဆိုလဲဘာကြောင့်ပြချက်မှမရှိပဲခလေးကထအုံငိုတာဖြစ်နိုင်တယ်ပေါ့နော်လူကြီးကိုတွေ့မှပြန်အိတ်တာမျိုးအဲ့လိုမျိုးတွေလည်းရှိနိုင်ပါတယ်